ကြလို့သူတို့စိတ်ဝင်စားမယ်စိတ်ဝင်စားပြီဆိုရင်ကိုဖောက်တယ်ရလာနော်နောက်တစ်ချက်ကကြတော့အခုမယူရင်ပြောသွားတဲ့ထဲမှာပေါ့နော်အသင်းအဖွဲ့စုချင်းမှာဆိုလို့ရှိရင်လည်းပေါ့နော်ကိုမလောက်ခဲနဲ့လေအမှတ်တရကိုရှိကိုကြနော်ကိုအောက်ကလို့ရင်လည်းကိုကရတယ်ကိုယ်တိုင်လို့ရင်လည်းကိုကအမှတ်တရရတယ်နော်အဲ့ဒီအမှတ်တစ်ချမ်းကအမှတ်တွေအများကြီးရှိတယ်နော်တစ်ချမ်းမှာ0ပဲရှိတယ်ကိုကအဲ့နှစ်ခုကိုရှင်ပြီးတော့ဒီနားမှာဘယ်လောက်တက်လာလို့ရှိရင်ဒီညချင်းညီလို့ရှိရင်ကိုက30ရာခိုင်နှုန်းရမယ်ဆိုတဲ့ဟာလေးကိုလည်းကိုကဗီဒီယိုပုတ်လေးတွေတင်ပြီးတော့လုပ်လို့ရတယ်ညီမကတော့ဒါတွေရတယ်ညီမမှတ်ထားလိုက်ပြီညီမလုပ်တော့မှာနော်ဒီကဒီကောင်မောင်နှမတို့တွေလည်းပို့လေးတွေတင်ပြီးတော့လုပ်စေချင်တယ်ကိုပြောတဲ့ခါကြလို့ရှိရင်လည်းနော်ရီမှန်းချက်ကြီးနဲ့တကယ်ကိုယုံကြည်မှုရှိနဲ့ပြောနော်တကယ်လို့ကိုကယုံကြည်မှုရှိနဲ့မပြောဘူးဆိုလို့ရှိရင်အကောက်လာပြီးတော့ဖွင့်မဲ့သူလေးတွေကလည်းကြည့်တာပေါ့နော်ကိုရဲ့မျက်နှာကိုကြည့်တာသူပြောနေတဲ့ကြိုက်တယ်လို့ရှက်တယ်လို့ဖြစ်နေဆိုလို့ရှိရင်သူကမယုံကြည်ဘူးနော်လက်မတွဲဘူးเนาะဒါကြောင့်မို့ကိုအဓိကယုံကြည်မှုရှိနဲ့ပြောစေချင်တယ်ပေါ့เนาะဟုတ်ကဲ့မမယူပြောသွားတဲ့ထက်မှာတော့အများကြီးပဲပေါ့မမတို့လည်းမှတ်သားလိုက်ပဲလို့တော့ထင်တယ်ညီမတို့တေးချာလေးကိုနားထောင်လိုက်တာနားထောင်လို့အရန်နဲ့မှကောင်းနေရောပဲပြီးတော့လည်းအရန်နဲ့မှလည်းလိုက်နာစရာကောင်းတဲ့အချက်တွေလည်းအများကြီးရှိတယ်ပေါ့เนาะဟုတ်ကဲ့ရှင်ဒါဆိုရင်ညီမ MC စကားတွေအများကြီးမပြောတော့ဘူးเนาะအချိန်နဲ့တွားရဖို့လို့ဒါဆိုလို့ရှိရင်ဒီနေ့ညမှာပေါ့เนาะပေါင်မတို့ကိုမအားမလက်တဲ့ဂျာကနေပြီးတော့ကိုမောအကောက်အသုံးပြုပုံအစစ်စစ်ကိုညှဝင်ပေးမဲ့ခေါင်းဆောင်ကိုဖိတ်ခေါ်တော့မယ်နော်ဒီခေါင်းဆောင်ကဆိုရင်လည်းအရန်နဲ့မှလည်းဒီမှာလေးစားအားချရတဲ့ခေါင်းဆောင်တယောက်လည်းဖြစ်တယ်ဝင်ငွေတွေလည်းကျဲနေတယ်သူတယောက်လည်းဖြစ်တယ်အရန်နဲ့မှလည်းသဘောကောင်းတယ်နော်ရန်နဲ့မှလည်းသဘောကောင်းတယ်သူကဆိုရင်လည်းပေါ့နော်ကလေးနှစ်ယောက်လည်းပေါ့နော်သူဟာဒီမှာအားလက်တဲ့ဂျာရနေပြီးတော့ဒီညပေါ့နော်ကိုမောအကောက်အသုံးပြုဖို့အစစ်စစ်ကိုမောင်နှမတို့ကိုညှဝင်ပေးခြင်းနဲ့เนาะစိတ်နဲ့လာပြီးတော့ညှဝင်ပေးမှာဖြစ်တယ်ဒါကြောင့်မို့မောင်နှမတို့ကเนาะကြိုးစိုးစားလေးတွေနဲ့เนาะကြိုးစိုးကြမယ်ရှင်